ဆရာလေဒါတော့ဒီပေါ့နော်ကောင်းလေး join နဲ့ကျမဆိုတဲ့ကားလေးပဲဖြစ်ပါတယ်အဲ့ကားလေးကအခုမှအပိုင်းငယ်ကလေးပဲဖြစ်ပါတယ်ဆရာလေခုမှရောက်လာတယ်ဆရာဒီနေ့အရင်နောက်ကျနေရမယ်မေဆရာလေတစ်ခါတင်းလိုက်စာရီကနည်းနည်းတော့မှအမြင်တင်ပါအားလုံးပဲဆရာကစာဒီနေ့နည်းနည်းပဲတင်ပါပါဆရာဒီနေ့ပြောပြမယ်ဒီနေ့အားလုံးကိုကျောင်းစားတက်ရက်ဖြစ်တဲ့အတွက်အားလုံးသွားချင်တဲ့နေရာသွားလို့ရပါတယ်။လုပ်ချင်တယ်လို့လုပ်လို့ရပါတယ်။ဒါပေမဲ့တွတ်တက်လို့ပေါ့။ဒါပေမဲ့ဘေးခန်းနေရှိလို့ပါ။ဆရာကျောင်းကြီးကလည်းသွားချင်တဲ့နေရာသွားလို့ပြောထားလို့ပါ။အေးငါကတော့ခွင့်မဲ့အဲ့ဆိုရင်ငါလည်းသွားဖို့အတွက် Alice ကိုတော့ခေါ်မယ်။ Alice ရေအေးပြောလေငါတို့သွားကြမလား။ကျောင်းဝင်နေ။မသွားတော့ပါဘူးငါခေါင်းနဲ့ကိုက်နေလို့အေးပါအဲ့ဆိုတော့ပြီးရောလေ။ join ကိုတော့ခေါ်မယ်။ Hey Joy ငါတို့တော့ကြမယ်လေဟေးတမန်တော့ကြမယ်လားနာတမန်ငါချင်လား Joy ငါတို့ဒီဆရာကဒီနေ့တော့လို့ရတာဆိုတော့ငါတို့တော့ကြမယ်နော်အေးပါငါမို့ဝင်လာအောင်မယ်ခဏလေး Joy အေးအတော့င်ကောလေကူလာလေးပဲတောက်တော့မဲငါအိမ်ထဲစိုက်တဲ့အေးတမျိုးငါတောက်လိုက်အောင်ပါပဲတောက်လို့လည်းပြီးတော့ပြီဆိုတော့ငါတော့ကြမယ်โอเคဆောင်းကိုလိုက်ပတ်မယ်အေးဒါနဲ့ဒီငါပြုံးမယ်နင်းလေးခွေးတေတော့နေရာကျမ်းပိတ်တော့ခီးထွက်နေတာမလားဟုတ်တယ်ငါနေရာကျမ်းပိတ်တော့ခီးထွက်နေတာဩငါတို့ကြောင်းလိုက်ပတ်ကြမယ်ဒါငါနေနှခါရှိနေပြီလေအဲ့ဒါပြငါပြောစီတိကျင်စင်တိစီကျင်တော့ပါအဲ့ကြမယ်လာ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 နေရဒီတော့ဘယ်လိုသွားတာလဲရွာပြန်တာပေါ့အေးအဆိုတော့ကြမယ်ပြီးပါနဲ့ငါ့ကိုလည်းစောင့်ပါဆိုတော့ဒီနေ့ညချကြမယ်ဒါအာတကယ်ကြီးလို့ပါချော်လဲတော့လို့အစင်ပြေးလားစူစီအေးငါဒီဘဝထုတ်ပေးပါအောင်မထားလို့မရဘူးဖြစ်နေတယ်ဒီကတိပေါ်ကချော်ကြတာအေးငါထုတ်ပေးမယ်အာဒုက္ခပဲဟေးဘယ်လိုလုပ်တာလဲညီမထားလို့မရတာငါနေရောမြတ်ပို့ပေးမရမယ်ငါတို့ကြောင်စိတ်ကအာဝေကျေးဇူးပဲပါအေးကျေးဇူးပဲမလုပ်နေနဲ့တင်တခုဖြစ်သွားလိမ့်မယ်ဒီမှာခဏလေးနေလိုက်နော်အော်ဒီမှာခဏစောင့်နေနိုင်နော်အေးအဆိုဆီယမတော့ခေါ်လာအောင်မယ်ဟာဒုက္ခပဲဆီယမတို့မြတ်တော့ခေါ်ရမယ်ဆီယမတို့ရေဒေါက်တာကွာဒေါက်တာကျွန်တော်တကယ်ချင်းချော်လဲမလို့စိတ်ဟိုလေးလိုက်ပြပေးပါအေးဆရာအမြင်လိုက်ခဲ့ဆရာအမြင်လိုက်ခဲ့မပြေဆရာအမြင်လိုက်ခဲ့ပေးပါကျေးဇူးအမြင်လိုက်ခဲ့ပေးပါအေးချော်လဲရမလားဟုတ်တယ်ဆရာဒီမှာကျွန်တော်ပဲရေးကြည့်ပေးပါဦးအေးမမတို့ဖြစ်တော့ပါဟိုဒီလိုနဲ့ပင်ပါမမတော့မဖြစ်ပါဘူးဒဏ်ရာလေးနည်းနည်းရပါလားကျောင်းကြီးတရနေ့လောက်နားလိုက်ရင်အဆင်ပြေပါတယ်အော်ဟုတ်ကဲ့ဆိုသူ့ကိုဒီမှာပဲဆက်ထားမှာလားတမမဟုတ်အိမ်ကိုပို့လိုက်ပါမင်းရဲ့တငယ်ချင်းပြန်ကောင်းသွားပါလိမ့်မယ်ဟုတ်ကဲ့ဆရာဆရာအဲ့ဆိုသွားလိုက်မယ်နော်ဟေးနေအိတ်ဟုတ်တယ်ငါအိတ်ယူရအောင်ငါချနေမှာဟဲ့ရတယ်ဆိုရင်လည်းပြောမယ်โอเคရတယ်မလားစင်ပြေပါတယ်ဆိုမှဖြည်းရှောင်းနော်
ရှုပ်တော့တိကိုအဲ့နာရချိုးနေတာအေးဆိုလို့ပြီးရောဆရာသူချောလဲတော့စီးရလာပြန်ရတယ်ကျမဆိုတော့ပြန်သွားမယ်မင်းကြောင်းဆက်ထိုင်တက်လိုက်ရေဘာမှမဖြစ်ပါဘူးငါကြောင်းဆက်တက်လိုက်မယ်နော်အဲ့ဆိုဘိုင်းမယ်ဘိုင်းနေတယောက်လေးပြန်နိုင်မှာပြန်နိုင်ပါတယ်ဒီကောင်ပြသွားရင်ဒီတန်းနေရပဲပြီးလေရောက်လာရင်ဒီကိုကောင်းဟိုနားမှာကိုကောင်းဟိုနားမှာငါစပိန်နဲ့စီးရသွားလိုက်ပါစပိန်ကစီးနိုင်ရင်တော့မသိဘူးဒူးစစ်ကိုထိသွားတာဆိုတော့ဒါမစီးနိုင်မယ်လည်းဖြည်းဖြည်းလေးစီးသွားမှာပဲလေနည်းနည်းတော့စီးနိုင်တယ်ဖြည်းဖြည်းလေးစီးရမယ်ဟေးဆူစီတည်ချာနေဝါနော်အေးပါငါတီးပါတယ်တော့မျိုးတိုက်ကြည့်ရတယ်မြင်းကြီးပဲအိမ်အပြင်ကြရင်ငါအိမ်ဝင်ငါစာကြီးတိုက်မှာစာပွင့်ဖတ်ပါအောင်မပြီးတော့လည်းငါအိမ်ရောက်ရင်ဒူးကိုလိမ့်ဖို့အတွက်စီးလေးပါလေးလည်းဝယ်ရမယ်သွားမယ်มาပဲစာကြည့်တိုက်ကလေးမှာစာဝင်ဖတ်လိုက်မှာပဲစာကြည့်တိုက်က librarian လည်းမတွေ့ပါလား librarian ကမရလည်းမသိဘူးဒါပေမဲ့ရပါတယ်သူကသူကောင်းတာမှဟိုလို့ဒီလောက်လိုက်မယ်စာလေးငါပြီးစာပြန်ထားလိုက်စာလေးဖတ်လိုက်မယ်တရားလေးဖတ်လိုက်တော့မယ်စာလေးဖတ်တာဖတ်လို့ကောင်းတယ်ဒီလိုနဲ့ပဲစာအုပ်ဖတ်လို့တနိုင်လောက်ကြာစာအုပ်ကလည်းဖတ်တာတနိုင်လောက်ဖြစ်သွားပြီဆိုတော့စာအုပ်ကိုနေရာတခြားပြန်ထားလိုက်ပါအောင်မယ်စာအုပ်လေးပြန်ထားပြီးငါတော့လိုက်အောင်ပါပဲငါစပင်းရတယ်ဒါငါစပင်းမို့ငါစပင်းနဲ့မစီဒါမှငါစပင်းနဲ့ဘယ်စပင်းရဲ့မစီငါလုပ်စီရတကူရှိသေးတယ်အဲ့ဒါကဘာလဲဆိုရင်ငါစီးဝစ်ငါကြိုက်ခဲပြောက်စီတယ်လိန်စီလေးဝင်ရမယ်အိုးကောင်းနေတော့ကြောင်းပြန်စင်းတော့မှာပဲမစပင်းလေးကြောင်းလိုက်မယ်ငါလေးဖြည်းဖြည်းသွားမယ်ငါလေးတောင်နာပြေးမိလိုက်တာမင်္ဂလာပါရှင်ဗာမင်းများဝေချင်တယ်စီးဝေချင်စီးရအိတ်အလေးတန်းတော့မှရှိပါတယ်ဟုတ်တယ်စီးရဒီမှာပဲယူလိုက်ပြီဒီစီးရွေကောင်းမှတာလေးရွေကောင်းမလားဒါလေးပဲကောက်ပါတော့မယ်တပါးဆိုင်မှာအားပေးတယ်ကျေးဇူးတင်ပါတယ်ရပါတယ်ကိစ္စမရှိပါဘူးအဲ့ဒါဆိုကျွန်မသွားလိုက်ပါအောင်မယ်နော်ဟုတ် sorry
လာ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 ငါတို့လမ်းလေးကဘောစီအိမ်မဲတော်ကြည့်ရတယ်ကြည့်သူများရဲ့ကြည့်ပြီးအကြလိုက်တာဟိုကနေဒီချင်းလောက်ဆိုကြောင်းမြန်စင်းနေလာပြီငါစောင်းစင်မှာစောင်းဖတ်တာတော်တော်ကြီးချီပြီးကြာသွားတယ်လာ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 စိတ်ကိုဒီမှာထားလိုက်ပါဦးမယ်ထားလိုက်ပြီးတော့ပြီဆိုတော့ငါရီတော့ချိုးအောင်မယ်ချိုးရဲ့စပယ်လေးရေဆိုမှဆိုတော့စပယ်လေးစီးလိုက်အောင်မယ်စပယ်လေးစီးတော့ပြီဆိုတော့ငါတော့လိုက်တော့စားလေးလေးလိုက်ပါဦးမယ်ဒီလေးရတယ်နွေးနေပဲရေပူးနဲ့ချိုးနေရတယ်ရေလည်းချိုးလို့ပြီးသွားပြီဆိုတော့ညစာတော့စားရမယ်မလိုက်ပါနဲ့လို့ဒီလည်းရှက်ရှက်ကိုခက်နေရဒီချက်ညစာစားစပင်းစီပြီးတော့တီချစားလေးအင်ကြီးလေးလည်းပြီးသွားပြီဆိုတော့ညစာတော့စားရမယ်ဟိုကောင်ပြန်ရောက်ပြီလားမသိဘူးတကိစ္စပါလေပြန်ရောက်ရမယ်ရညစာတော့မနေ့ကချက်ထားတာလေးနဲ့ပဲစားလိုက်ပါတော့မယ်ဒါလေးပဲစားလိုက်ပါတော့မယ်အပိုင်းတစ်ကလေးကတော့ဒီမှာလေးပြင်ပြီးသွားပါပြီအပိုင်းနှစ်ကလေးကတော့ပါလို့ပါနော်ဒါမှမဟုတ်အပိုင်းနှစ်ကလေးကတော့ဒီမှာလေးပြီးသွားပါပြီအပိုင်းသုံးကြရင်ဘယ်လိုဖြုံးမလဲဆိုတာကိုကြည့်ကြပါအားလုံးပဲဘိုင်ဘိုင်